Hello ဒီနေ့ဒီချက်က school things lesson လေးမှာပါတဲ့အကြောင်းအရာလေးတွေနဲ့ conversation လေးတွေနောက်ဒါလေးတွေကိုသင်ပေးပါမယ်။တော့ပထမဆုံးအနေနဲ့နောက် school things ကျောင်းမှာရှိတဲ့အရာဝတ္ထုလေးတွေကိုကျွန်တော်ကမေးတဲ့အခါမှာမေးရဖြေတယ်ပေါ့နော်အဲ့လို conversation လေးတွေမှာဘယ်လိုမျိုးတွေသုံးရမလဲဆိုတာကိုယင်သင်ပေးပါမယ်။ပထမဆုံးဒီမှာကောင်မလေးကပြောလိုက်တယ်။နောက်စာအုပ်ကလေးကိုပြပြီးတော့ what's this အဲ့လိုစာအုပ်ကလေးကိုကင်ပြီးတော့ what's this ဒါလေးကဘာလေးလဲဆိုပြီးတော့မေးလိုက်တာအဲ့ကောင်လေးကပြန်ဖြေတယ် it's a book it's a book ဒါလေးကစာအုပ်ကလေးပါဆိုပြီးပြန်ဖြေလိုက်တာနောက်ဒီမှာ zero တွေ့ရတယ် int apostrophe s ဆိုတာက int 8 is is it is နဲ့တူတူပဲเนาะ it is ကိုဒီ zero ကအတူကောင်းနေ it's ဆိုပြီးတော့သုံးလိုက်တာเนาะ what's the ဒီမှာလဲ what ဆိုတာကဘယ်လို hat apostrophe s ကလည်းဘယ်လို hat what နဲ့ is နဲ့ကိုတွဲပြီးတော့သုံးထားတာကျွန်တော် what is လို့မသုံးတော့ဘဲနဲ့ what is လို့မသုံးတော့ဘဲနဲ့ what's နောက်တစ်ခါလေးပဲသုံးလိုက်တော့တာဒီမှာ w h a t what is is what is ကျွန်တော် what is ကိုမသုံးတော့ဘဲနဲ့ဘယ်လို hat apostrophe เนาะ apostrophe s ဆိုပြီးတော့ what's ဆိုပြီးတော့သုံးလိုက်တာ okay what's this เนาะ what's this ဒါလေးကဘာလေးလဲလို့မြင်တာအဲ့တော့ကောင်လေးကပြန်ကြည့်တယ် it's a book ဒါလေးကစာအုပ်ကလေးပါဆိုပြီးတော့စာအုပ်ကလေးတအုပ်ပါဆိုပြီးပြန်ဖြေလိုက်တာเนาะအဲ့တော့ကျတို့က number 1 write and march เนาะဒီမှာရေးပြီးတော့ရှင်းတွဲပေးပါရှင်းတွဲပြီးတော့ရေးခိုင်းတာပေါ့เนาะအဲ့တော့ number 1က what's this ဒါဘာလေးလဲလို့မေးတာအဲ့တော့သူကဒီမှာပေးထားတယ်တကားပေါက်ကလေးเนาะတကားပေါက်ကလေးက door ဒီမှာခဲတံလေးကိုကြတော့ pencil okay ဒီမှာကစာအုပ်ကလေးက book ဒီမှာပြတင်းပေါက်ကလေးเนาะပြတင်းပေါက်ကလေးပေါ့ပြတင်းပေါက်ကလေးက window okay အားချေတို့ကရှင်းတွဲပေးရမယ်เนาะ match လုပ်ပေးရမယ်အဲ့တော့ပထမဆုံးဒီမှာ what's this လို့မေးထားတယ်ဒီရဲ့ဘေးနားမှာကကြတော့ဒီမှာသူရဲ့ pencil door window book တို့ပေးထားတယ်ဒါကိုကျတို့ကရှင်းတွဲပေးရမှာเนาะ okay ဒါဆိုရင်ဒီမှာက door ဖြစ်တဲ့ကြောင့်မလို့ဒီဟာလေးနဲ့ရှင်းတွဲလိုက်မယ်အဲ့ကျတို့ကဒီပုံမှာ is a ကိုသူကထည့်ပေးပါလို့ပြောထားတာကြောင့်မို့ဒီမှာ is a ဆိုပြီးထည့်လိုက်မယ် int apostrophe s is a door เนาะ is a door okay နောက်တစ်ခုက book မ pencil ကတွဲပြီးသွားပြီ is a pencil တူတွဲပြီးထားတယ်ကျွန်တော်တွဲကြမလို့ဒီဘက်ကတော့ book ဆိုတာဒီမှာ book နဲ့တွဲလိုက်မယ် is a book ဆိုတာမို့ဒီမှာ is a ကိုထည့်လိုက်ပေးမယ် is a book okay နောက်တစ်ခုကဒီမှာ window ဆိုတော့ဒီမှာဒီလိုလေးတွဲလိုက်မယ် is a window okay ဒီဘက်မှာက what's this ဒါပါလဲဆိုပြီးတော့စာအုပ်ကလေးတွေခဲတံလေးတကားလေးတွေကိုပြပြီးတော့မေးမှာเนาะဒါကြောင့်မို့ချေတော့ဒီဘက်ကတော့ what's this ကြည့်ပဲဒါကတာတို့သမီးတို့ရေးတတ်အောင်လို့လေ့ကျင့်ပေးထားတာပေါ့เนาะဒါက writing mind လေးတွေကောင်းလာအောင်လို့လေ့ကျင့်ပေးထားတာပါ W ကအစာစလုံးမလို့ capital letter နဲ့ရေးပါမယ် HAT apostrophe S H A T apostrophe S what's this okay အဲဆိုရင်ခြေတို့ပြန်ပြောကြည့်ပါမယ်ဒါပါလဲလို့မေးချင်ရင် what's this ကိုမေးချင်တဲ့စာအုပ်ဖြစ်ဖြစ်ခဲတယ်ဖြစ်ဖြစ်ပေါ့နော်ကိုမေးချင်တာလေးကိုကင်ပြီးတော့ what's this what's this ဒါပါလဲလို့မေးမယ်ဒါဆိုရင်ပြန်ဖြေရင် it's a book ခဲတယ်လေးကိုကင်ပြီးတော့မေးမယ်ဆိုရင်လေ what's this it's a pencil okay ခြေရဖုန်းလေးကိုကင်ပြီးတော့မေးမယ်နော်ဖုန်းလေးကိုကင်ပြီးတော့မေးမယ် what's this လို့မေးရင် it's a phone it's a mobile phone အဲ့လိုမျိုးလေးဖြေလို့ရတယ်
နော်ကိုเจ้าမှာရှိတဲ့အရာလေးတွေပေါ့ဟိုမှာပေတံလေးကိုဖြည့်ကင်ပြီးတော့မိမယ်ဆိုရင် what's this ဒါဆိုရင် it's a ruler အမို့ရင်ကိုကဘောပင်လေးကိုကင်ပြီးတော့မိမယ်ဆိုရင် what's this it's a pen it's a pen မင်း what's this လို့မိမယ်ပြန်ဖြည့်ရင် it's a ဆိုပြီးပြန်ဖြည့်မယ်နော် okay အဲဆိုရင်ချိန်နဲ့တူတူတစ်ခါပြန်ပြောကြည့်ပါမယ် what's this it's a book what's this it's a door what's this it's a pencil what's this it's a book what's this it's a window okay အဲဆိုရင်ခြေတို့ကဒါပါလဲလို့မေးမယ်ဆိုရင် what's this what's this what's this okay ဒါကခဲရန်လေးပါဆိုရင် it's a pencil it's a pencil it's a book စာကလေးပါဆိုရင် it's a book နော်ဒါကပေတံလေးပါဆိုရင် it's a ruler it's a ruler ဒါကပန်းဒီလေးပါဆိုရင် it's an apple ဒါကတော့ကျတို့ A တို့ N တို့ကနောက်ထပ်ဗီဒီယိုတစ်ခုမှထပ်ပြီးတော့သင်ပေးမယ်နော် okay ဒီနေ့ကတော့ဒါပါလေဒါလေးကပါပါဆိုရဲ conversation လေးတော့เนาะအပြောစကားပြန်လည်ပြောစကားလေး conversation လေးတော့ရပါပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာဒီချက်က A နဲ့ N နဲ့เนาะသူရဲ့အရှိမဘယ်လိုထားလဲဆိုရဲအကြောင်းလေးကိုဆက်ပြီးတော့သင်ပေးပါမယ် bye bye